အချစ်ချစ်ချင်းမြတ်တာနဲ့စိတ်နေသဘောထားတူတူနဲ့လူရင်ပြောရမယ်ဆိုလို့ရှိရင်အချစ်ဆိုတာကမိမိရဲ့အတ္တကိုရှေ့တန်းတင်ပြီးတော့တစ်ဖက်လူအပေါ်မှာကိုဖြစ်ချင်တဲ့ပုံစံကိုယ့်ရဲ့စိတ်ဆန္ဒတိုင်းပြုမှုဆက်ဆံနေထိုင်စေချင်တာဖြစ်ပါတယ်ချစ်ချင်းမြတ်တာကကြတော့ချစ်ချင်းရဲ့နောက်မှာမေတ္တာကိုအခြေခံတဲ့အတွက်ကြောင့်မလို့တစ်ဖက်လူရဲ့စိတ်ဆန္ဒတစ်ဖက်လူရဲ့အဆုံးဖြတ်ချက်တစ်ဖက်လူရဲ့ပျော်ရွှင်မှုကိုဦးစားပေးပြီးတော့သွားတာပါသူတို့နှစ်ခုမှာကွာခြားချက်တွေအများကြီးရှိပါတယ်ကျမကလည်းပုထုဇဉ်လူသားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့အတ္တကြီးနဲ့ချစ်ခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်အတ္တကိုရှေ့တန်းတင်တဲ့အတွက်ကြောင့်မလို့ကိုကတစ်ဖက်လူပေါ်မှာချုပ်ချယ်တယ်ကန့်သက်တယ်လွှမ်းမိုးတယ်ပေါ့နော်အနိုင်ယူတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဒီလိုမျိုးလုပ်တယ်ဆိုတာကကိုလည်းပူလောင်ရတယ်တစ်ဖက်လူကလည်းပူလောင်ပါတယ်ကိုယ့်ရဲ့လောင်မြိုင်းနေတဲ့အချိန်ကတစ်ဖက်လူပေါ်မှာလည်းပူလောင်စေတဲ့အတွက်ကြောင့်မလို့ကိုယ်တိုင်လည်းမပြောဘူးသူကိုယ်တိုင်လည်းမပြောရပါဘူး2020ခုနှစ်နောက်ပိုင်းမှာကိုဗစ်တွေကလည်းတလှိုင်းပြီးတလှိုင်းလာတယ်ပြီးတော့နိုင်ငံရေးတွေကလည်းမတည်မငြိမ်ဖြစ်လာတယ်။အဲ့ဒီချိန်မှာအများစုလိုပဲကျမတို့ကဘာတွေကြုံတွေ့ရသလဲဆိုလို့ရှိရင်ကိုယ့်ထက်အသက်ကြီးတဲ့သူအသက်ငယ်တဲ့သူရွယ်သူတွေကိုယ့်ထက်ကျန်းမာတန်ဆွမ်းတဲ့သူတွေကွယ်လွန်သွားတာအကြောင်းမျိုးမျိုးနဲ့ပျက်စီးသွားတာတွေပျောက်ပြက်သွားတာတွေကိုတွေ့မြင်ရပါတယ်။အဲ့ဒီအခါမှာကျမကအတိတရားလေးတစ်ခုဝင်ပါတယ်။ဘာလဲဆိုလို့ရှိရင်လူဘဝကြီးကငါချင်တာတဲ့တာမှတက်တန်းလေးကတိုးလိုက်တာ။အကယ်၍ငါချစ်တဲ့ခင်တဲ့သူတွေမမျှော်လင့်မဲနဲ့ဆုံးမသွားတယ်ကိုနဲ့ဝေးသွားရမယ်ဆိုလို့ရှိရင်ငါကနောင်တရပြီးတော့ကြံနေခဲ့ရမှာမျိုးတော့မဖြစ်စေချင်ဘူးပေါ့နော်ကိုကကိုအတ္တကိုရှေ့တန်းတင်နေကိုရဲ့ဒေါသကိုရှေ့တန်းတင်ပြီးတော့တစ်ဖက်လူကိုပြုတ်မှုမိတဲ့အမှားလေးတွေရှိရပေါ့နော်ဒါပေမဲ့အဲ့ဒီတစ်ဖက်လူကတခုခုဖြစ်သွားမယ်တခုကြောင့်ဆုံးရှုံးရမယ်ဆိုလို့ရှိရင်ကျမတို့ကဝမ်းသာနိုင်မှာလားသူစိတ်ဆင်းရဲနေတာကိုကြည့်ပြီးတော့ကျမကဝမ်းသာနိုင်မှာလားဝင်းထန်နိုင်ပါလေကျမကအတ္တကိုရှေ့တန်းတင်လို့ဒါလေဒီတစ်ဖက်လူကိုချစ်ခင်မြန်လို့တော့စိတ်အခြေခံတော့ရှိမှာပေါ့နော်ကျမရဲ့အတိတရားလေးကဘာလဲဆိုရင်လက်ရှိချိန်ကလေးကိုတန်ဖိုးထားပြီးတော့ငါကကိုနဲ့ပတ်သက်တဲ့လူတွေအပေါ်မှာအမားတွေမကျူးလို့မရအောင်ကိုကြောင့်စိတ်ဒုက္ခမရောက်အောင်သူများစိတ်ဆန္ဒကိုလည်းကုညီဖြည့်ဆည်းပေးတာမျိုးနောက်ပြီးတော့မဖြစ်တဲ့နာတွေမဖြစ်အောင်ဖြစ်တဲ့နာလုပ်တဲ့နာလေးတွေကိုလည်းအကြံဉာဏ်ပေးတာမျိုးလေးတွေပို့လို့ဖြစ်ပါတယ်ဒါကမေတ္တာကိုအခြေခံပြီးတော့ပေါ့နော်။ဦးတယောက်တည်းကိုပဲမဟုတ်ဘဲနဲ့ကျမရဲ့ချစ်တဲ့ခင်တဲ့သူတွေအပေါ်မှာစူးစမ်းပြီးတော့နေထိုင်နေပေါ့နော်။အဲ့လိုစူးစမ်းပြီးနေထိုင်လာတဲ့အခါမှာဘာကိုကြုံရတယ်လဲဆိုလို့ရှိရင်တစ်ဖက်လူကလည်းစိတ်ချမ်းသာတယ်အေးချမ်းသာတယ်ကျမလည်းစိတ်ချမ်းသာပြီးတော့အေးချမ်းရတယ်တစ်ဖက်လူပျော်နေတာစိတ်ချမ်းသာနေတာကိုကြည့်ပြီးတော့ကျမလည်းပျော်နိုင်လာတယ်ပေါ့နော်အရင်ကနေတော့လုံးဝမတူတော့ဘူးပေါ့နော်ဒီဟာကဘာလဲဆိုရင်မေတ္တာကိုအခြေခံပြီးတော့အတ္တကိုရှေ့တန်းမတင်တော့ခြင်းရဲ့ရလာပေါ့နော်အရင်တော့ကတော့တချင်းတွေတို့စာတွေတို့ဖတ်ပူတယ်သူပြောတာလေးပဲတွေ့ရင်ကျေနပ်တယ်ဆိုတော့ဘာလို့ဆိုမဖြစ်နိုင်အောင်ငါဆိုရင်မရဘူးငါသူပြောတဲ့အတိုင်းငါမပြောနိုင်ဘူးဆိုတဲ့စိတ်မျိုးရှိကြမှာပဲလေတကယ်မေတ္တာထားနိုင်လာပြီဆိုတဲ့အချိန်ကြရင်တော့အဲ့ဒါအမှန်တကယ်ပါပျော်နေတာစိတ်ချမ်းသာနေတာကိုကြည့်ပြီးတော့ကိုယ်လည်းပျော်နိုင်တယ်စိတ်ချမ်းသာနိုင်တယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်တူဦးနဲ့တူရှိတဲ့လက်ရှိအချိန်ကလေးကိုတန်ဖိုးထားပြီးတော့ချစ်ချစ်ခင်ခင်စိတ်ချမ်းသာအောင်နေထိုင်သွားကြရင်အကျိုးကျေးဇူးများပါတယ်ဒီဗီဒီယိုလေးကိုရိုက်ဖြစ်ရတဲ့အဓိကအကြောင်းအရာလေးရှိပါတယ်ကျမရဲ့မျက်စိရှိမှာရောဒီချစ်တဲ့ခင်တဲ့လူတွေရဲ့ကြားထဲမှာရောဒီလိုမျိုးဖြစ်နေပြီဆိုလို့ရှိရင်တော့ကျမကဖြစ်စေချင်တာကလေနှစ်ဦးနှစ်ဖက်စိတ်အေးချမ်းတဲ့လမ်းကိုရွေးတာအကောင်းဆုံးပါနှစ်ယောက်လုံးလောင်နေတာတဲ့ဆိုင်ရင်တယောက်နဲ့တယောက်လည်းချစ်ကြတယ်ဒါပေမဲ့အတ္တတွေကြီးကြတယ်ဆိုလို့ရှိရင်လေနှစ်ယောက်လုံးလောင်မြိုက်နေမယ်အစားချစ်ချင်းမြတ်တာကိုအခြေခံပြီးတော့သွားတယ်ဆိုလို့ရှိရင်နှစ်ဦးနှစ်ဖက်စိတ်ချမ်းသာမယ်နှိစက်ဖို့လည်းပို့ပြီးတော့ဖြစ်နိုင်ပါတယ်နော်တကယ်လို့ပူလောင်နေဆိုလို့ရှိရင်တော့ကိုယ်တိုင်လည်းမီးပူကိုကင်မိရင်တော့မှရောင်ကန်ပြီးတော့ပဲဖြစ်ဖြစ်ရည်ရွယ်ချက်မရှိလွတ်ချတတ်သေးတာလေအဲ့လိုမျိုးဆိုလို့ရှိရင်မဖြစ်တဲ့နာတွေဖြစ်သွားမယ်မပြတ်တဲ့နာတွေပျက်စီးသွားမယ်ပေါ့နော်အဲ့တော့ကျမဖြစ်စေချင်တာကတယောက်နဲ့တယောက်တကယ်ချစ်မြတ်နိုးကြတယ်ဆိုလို့ရှိရင်ချစ်ချင်းမြတ်တာကိုအခြေခံပြီးတော့နှစ်ယောက်လုံးနှစ်ဦးနှစ်ဖက်အေးချမ်းတဲ့ဘက်ကိုပြောင်းစေချင်တာပါတကယ်လို့အဲ့လိုမျိုးမှမပြောင်းနိုင်ဘူးဆိုလို့ရှိရင်တော့တစ်ဖက်လူကိုဥပက္ခပြုလိုက်ပါဒါပဲရွေးချယ်စရာရှိပါတယ်
ကျမရဲ့ဘဝအတွေ့အကြုံတွေကဖြစ်ပါတယ်ဒါတွေထဲမှာလည်းပါပါတယ်အတန်ဖိုင်တွေထဲမှာလည်းရှိပါတယ်တရားတော်တွေထဲမှာလည်းရှိပါတယ်ဒါပေမဲ့ကျမကခုပြောတဲ့အကြောင်းအရာလေးတွေကလက်တွေ့ဘဝမှာတကယ်ကြုံတွေ့ခဲ့ရပြီးတော့ကျမကိုယ်တိုင်ကျင့်သုံးပြောင်းလဲလာတဲ့စိတ်နေသဘောထားကိုပြောင်းလဲခြင်းအပြင်ရလာတဲ့အကျိုးကျေးဇူးပေါ့နော်အကျိုးကျေးဇူးကဘာရသွားလဲဆိုလို့ရှိရင်အချစ်ကနေချစ်ချင်းမြတ်တာကိုပြောင်းလဲလိုက်တဲ့အတွက်ကြောင့်မလို့ကိုနဲ့တွေ့ရင်အေးချမ်းတဲ့စိတ်ဖြစ်ပေါ်တယ်သူအေးချမ်းတဲ့အတွက်ကြောင့်မလို့သူနဲ့တွေ့ရင်ကိုအေးချမ်းတဲ့စိတ်ကိုဖြစ်ပေါ်တယ်အဓိကမေတ္တာပါနော်အချစ်ကနောက်မှာပါအချစ်ဆိုတဲ့ဥစ္စာကအရေးမကြီးတော့ပါဘူးမေတ္တာကပဲပို့ပြီးတော့အရေးကြီးပါတယ်မေတ္တာကသာလေအားလုံးကိုအောင်မြင်စွာအနိုင်ယူနိုင်ပါတယ်ဒါလေးကိုမမေ့ဖို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်